American ဆိုတာကဘာကြီးရဲ့သားတွေပဲဖြစ်ရမှာဒီကဘာကြီးရဲ့ရင်သွေးတွေပဲဖြစ်ရမှာအဲ့ဒါတော့ဒါ American နိုင်ငံကြီးလောကမှာဆက်လက်ပြီးအငင်းပွားကြမယ်သဘောရှိပါတယ်သူတို့လက်ရွှေ့ပြောင်းလာတဲ့ Burmese Sharing Channel မှာကြိုဆိုပါရခင်ဗျာပြည်တွင်းကသတင်းထူးတွေကိုတင်ပေးနေပါတယ်နေ့စဉ် update သတင်းတွေအတွက် subscribe လုပ်ထားပေးကြပါခင်ဗျာကိုလက်ရွှေ့ပြောင်းလာတာချင်းအတူတူသူတို့ပဲ American ဖြစ်ပြီးနောက်မှရွှေ့ပြောင်းလာတဲ့လူတွေက American မဟုတ်ဘူးဆိုတဲ့စဉ်းစားမှုကတော့ဒါ American နိုင်ငံကြီးမှာ American နိုင်ငံသားတွေပဲဖြည့်ရှင်ရမယ့်ကိစ္စပေါ့ဒါကြောင့်ကျွန်တော်တို့ကအဓိက focus က independent ကိုလုံးမှာပါဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံက independent ဖြစ်ပြီလားအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဟာစစ်ရေးမှာ independent ဖြစ်ပြီလားမဖြစ်ပါဘူးတရုတ်ကိုအားကိုးနေရစေပါရုရှားကိုအားကိုးနေရစေပါငွေကြေး finance စီးပွားရေးမှာ independent ဖြစ်ပြီလားမဖြစ်သေးပါဘူးတရုတ်ကိုအားကိုးနေရစေပါရုရှားကိုအားကိုးနေရစေပါတကယ်ကျွန်တော်တို့နိုင်ငံကဒီတန်ရေးတမန်ရေးမှာရော independent ဖြစ်ပြီလားမဖြစ်ပါဘူးတရုတ်ရုရှားရဲ့အမိခိုးနဲ့အကာအကွယ်ကိုယူနေရစေပါကျွန်တော်နိုင်ငံ data အချက်လက်ရှိလားဘာမှမရှိပါဘူးဘာမှလည်းမရှိပါဘူးတရုတ်ကျွန်တော်နိုင်ငံမှာဤပညာအချက်လက်ရှိလားမရှိပါဘူးတကမ္ဘာလုံးကပစ္စည်းတွေဝယ်သုံးနေရစေပါအဲ့တော့ကျွန်တော်နိုင်ငံမှာစီးပွားရေးလွတ်လပ်မှုရှိလားမမိကိုပဲနဲ့ကင်းလို့မရှိပါဘူးတရုတ်ပစ္စည်းတွေသွင်းလိုက်နေဇက်ကပစ္စည်းသွင်းလိုက်ယူရီးယားပစ္စည်းကမောက်ကိုသွင်းလိုက်နိုင်ငံတကာကနေရေနံတွေဓာတ်ဆီတွေလောင်စာဆီတွေဝယ်လိုက်ဤပညာတွေဝယ်လိုက်လက်နက်တွေဝယ်လိုက်အကုန်လုံးသူများအောင်မိကိုနေရတာပါဒါဆိုရင်မြန်မာနိုင်ငံနှစ်90ရှိပြီနော်စွမ်းအင်လုံးကြုံရေးရှိသလားမရှိပါဘူးမြန်မာနိုင်ငံမှာလက်စစ်မီလည်းမရဘူးလက်စစ်မီတွေလိုအပ်တဲ့အခြေခံဖြစ်တဲ့လောင်စာဆီအလုံးနဲ့နိုင်ငံခြားကတင်သွင်းနေရစေကိုယ်ပိုင်နဲ့မထုတ်လုပ်နိုင်ဘူးမတော်တဆလားတရုတ်ကဒီမပေးတော့ဘူးဆိုရင်အကုန်ဒုက္ခရောက်တော့မှာကိုယ်နိုင်ငံမှာရှိတဲ့ဒီရေအားလက်စစ်တွေကိုလည်းတရုတ်ကပဲရောင်းစားတာကိုယ်နိုင်ငံကမပေးဘူးအဲ့တော့မြန်မာနိုင်ငံမှာလူတွေလက်စစ်မီလည်းပုံမှန်မရအောင်ဒါဆိုစွမ်းရည်လွတ်လပ်မှုရှိလားစွမ်းရည်လွတ်လပ်မှုလည်းမရှိဘူးတည်င်းအချက်လက်လွတ်လပ်မှုရှိလားတည်င်းအချက်လက်ကတော့လွတ်လပ်စွာမရှိဘူးဆိုတာလူတိုင်းသိပြီးသားပဲလွတ်လပ်စွာပြောလို့လည်းမရဘူးရေးလို့လည်းမရဘူးအကုန်လုံးဖမ်းနေတာအဲ့တော့မြန်မာနိုင်ငံလွတ်လပ်ရလာတာအခုနှစ်ဘယ်လောက်ရှိပြီလဲအဲ့တော့ညိုစောကိုသမရတင်မယ်လို့တရုတ်ကပြောတယ်တဲ့အဲ့တော့ညိုစောကသမရဖြစ်မယ်တဲ့ခင်ကြီးကဒုတိယသမရဖြစ်မယ်တဲ့မင်းအောင်လှိုင်ကအဲ့ဒါကြောင့်သူကတိုင်ပင်ခံဥက္ကဋ္ဌလုံးမှာတဲ့ဒါဆိုရင်မြန်မာနိုင်ငံမှာအစိုးဒီရွေးကောက်ပွဲလုပ်ပြီးတော့သမရခက်မှာတော့တရုတ်ကဆုံးဖြတ်ပေးနေရတဲ့သဘောရှိနေတယ်ဆိုရင်မြန်မာနိုင်ငံမှာနိုင်ငံရေးရရောအုပ်ချုပ်ရေးရလွတ်လပ်မှုမရှိဘူးဒါဆိုမြန်မာနိုင်ငံကလွတ်လပ်ရေးဆုံးရှုံးနေပြီလေကဲဒီစစ်တပ်တိုင်းပြည်ကိုကာကွယ်နိုင်လားလက်ရှိမင်းအောင်လှိုင်စစ်တပ်တိုင်းပြည်မှာဘတ်ဂျက်တွေအများဆုံးသွားတာနိုင်ငံခြားစစ်တပ်မပြောနဲ့မနေ့တနေ့ကမှလက်နက်ကင်တဲ့ PDF တွေကိုလည်းမနိုင်ဘူးAAလည်းမနိုင်ဘူးအေးမလိမ်ပြန်လည်းမရှိဘူးနော် KIA လည်းမနိုင်ဘူးအဲ့တော့တိုင်းပြည်ကိုလည်းမကာကွယ်နိုင်ဘူးဒီစစ်တပ်ကြီးကတိုက်ပြီးပြီးတော့ကိုယ့်ချီချီပြန်ချနေတာဗျာမနေ့တနေ့ကမှစစ်တင်တန်းလဲ3-4လလောက်တက်လိုက်ပြီးတော့ဒီစိတ်တက်နဲ့တိုက်နေတယ် PDF တွေလည်းမနိုင်ဘူးအင်အားချိုးတက်နေတဲ့ PDF တွေလက်နက်ကင်တွေတိုက်နေတာလည်းမနိုင်ဘူးအရေးကြီးတာကနေပြည်တော်လဲဘုံကျဲခံရတယ်စစ်ဌာနချုပ်တွေလည်းအသိမ်းခံရတယ်အခုမန္တလေးနန်းတွင်းကိုလည်းရှော့တိုက်တုံးနဲ့ပြစ်ခံရတယ်မနေ့တနေ့ကလေမြကြီးနားလေးစိတ်ကိုပြစ်ခံရတယ်အောင်ငူလေးတဲ့စကားဆိုတစ်ချိန်လို့ပြစ်ခံနေရတာအဲ့တော့ပြည်တွင်းမှာရှိတဲ့ PDF တွေပြစ်တာတော့မခံနိုင်ပါလို့တရုတ်ကလာပြစ်မယ်ဗျာရုရှားကလာပြစ်မယ်ဗျာအမေရိကန်လာပြစ်ရင်သွားပြီးပေါ့ဗျာခင်ဗျာတစ်စက္ကန့်နဲ့တညနဲ့တနာရီနဲ့ခင်ဗျာမင်းအောင်လိုက်ကြမှာအဲ့တော့မြန်မာနိုင်ငံကလေချောင်းကြီးကမူကောင်းငင်ကြီးကပွင့်နေတယ်ဘာဒုံးကြီးစနစ်မှမရှိဘူးဒုံးကြီးကာကွယ်ရေးစနစ်လည်းမရှိဘူးလေချောင်းရံကာကွယ်ရေးစနစ်လည်းမရှိဘူးသူတို့ဒီเจ้าရင်ကာကွယ်ရေးတွေရှောက်ပြောထားတာပေါ့ဗျာတကယ်တည်းအခုခင်မိတဲ့ဤပညာလည်းတခုမှမရှိဘူးအဲ့တော့ကျွန်တော်နိုင်ငံက independent ဆုံးရှုံးနေပြီလွတ်လပ်ရေးဆုံးရှုံးနေပြီသဘောတူပါသလား yes or no
ဘယ်လိုလုပ်ချမလဲဒါတော့ကျွန်တော်တို့စောင့်ကြည့်အောင်ဒါသတင်းပဲရှိပါသေးတယ်တကယ်နဲ့လွတ်တော်ခေါ်တဲ့နေ့မှာမင်းအောင်လိုင်းသမ္မတမဖြစ်ဘူးဆိုရင်ဟိုထွက်လာတဲ့သတင်းကအမှန်ပေါ့ပြောချင်တာကတရုတ်နိုင်ငံသမ္မတကြီးတရုတ်အစိုးရကမင်းအောင်လိုင်းကိုသမ္မတလုပ်ခွင့်မပေးနိုင်ဘူးညူစောကိုသမ္မတတင်ရမယ်ဆိုရင်တော့တွားပြီးပြီဗျာဟောမြန်မာနိုင်ငံမှာဘယ်သူသမ္မတလုပ်ဘယ်သူကဒုတိယသမ္မတလုပ်ဆိုတာတော့တရုတ်နိုင်ငံကဩဇာညောင်းတဲ့အဆင့်ကိုရောက်နေပြီဆိုရင်မြန်မာနိုင်ငံဟာ independent လွတ်လပ်ရေးဆုံးရှုံးသွားပြီလေအဲ့ဒီလွတ်လပ်ရေးဆုံးရှုံးတာကိုတိတိကြီးနဲ့တရုတ်ကိုလိုနီလုပ်ပြီးတော့မြန်မာနိုင်ငံကိုဒီကြက်ဖို့တွေဒီလွတ်တော်တွေဒီမင်းအောင်လှိုင်စစ်တပ်တွေဗိုလ်ချုပ်တွေကဆက်ပြီးအုပ်ချုပ်ကြအောင်လို့လားလို့ပြောချင်တာကကျွန်တော်နိုင်ငံမှာ2သိန်းရှင်ပြိုင်နေဗျာဘူးသူတို့အသာစီးရလို့သူတို့ဘယ်လိုလုပ်ဗျာသူတို့ရွေးကောက်ပွဲရတယ်သူတို့အနိုင်ယူဗျာသူတို့သမ္မတလို့ကျွန်တော်တို့ဝန်တာတယ်ဟုတ်တယ်လေကိုမနိုင်သေးလို့သူတို့နိုင်တာလေသူတို့အသိကိုအားပေးတဲ့လူတွေကလည်းဒါကိုထောက်ခံရမှာလေဒါပေမဲ့သူတို့အသာစီးနဲ့သူတို့လှုပ်ချင်တာလှုပ်သွားပြီးမှသူတို့စိတ်ကြိုက်ခေါင်းဆောင်ကသမ္မတလှုပ်လို့မရဘူးတရုတ်နိုင်ငံကသဘောမတူလို့မလှုပ်ရဘူးဆိုရင်သူတို့ကိုထောက်ခံတဲ့လူတွေအားလုံးကအဲ့ဒါကိုထောက်ပြပြောဆိုဖို့မစင်စားကြတော့ဘူးလားလို့ကျွန်တော်တို့ကသူတို့ကိုစားစိတ်မကောင်းဖြစ်ရတယ်စိတ်ဆိုးရတယ်အမှန်ကသူတို့ကိုထောက်ခံနေတဲ့ကြမ်းဖို့တွေသူတို့ကိုထောက်ခံနေတဲ့ဗိုလ်ချုပ်တွေသူတို့ကိုထောက်ခံနေတဲ့အုပ်စုတွေကစိတ်ဆိုးရမှာလေဘာလို့သူတို့နိုင်ပြီလေဗျာကျွန်တော်တို့ကဘလူးနီးနဲ့ပဲနိုင်ဗျာသူတို့နိုင်တယ်နိုင်လို့ဟိုဒီရွက်ကောက်ပွဲအတင်းလုပ်ပြီးသမ္မတလုပ်တယ်အဲကျွန်တော်တို့ကဝန်တာပေးရမှာဘာလို့သူတို့နိုင်လို့သူတို့ယူတာပေါ့အခုသူတို့နိုင်လို့သူတို့သမ္မတမလုပ်ရလို့တရုတ်ကသူတို့သမ္မတမင်းအောင်လည်းသမ္မတမလုပ်ခိုင်းဘူးအဲကြောင့်မလုပ်ရဘူးဆိုရင်သူတို့ကတော့စိတ်မဆိုးဘူးကျွန်တော်တို့ကစိတ်ဆိုးတယ်ဘာကြောက်လဲဒါကျွန်တော်နိုင်ငံရဲ့အချုပ်ချာအာဏာလေတရုတ်နဲ့ဘာဆိုင်လို့လဲ right ဟိုသူတို့တွေကစိတ်မဆိုးဘူးဗျာကျွန်တော်တို့ကစိတ်ဆိုးနေရတယ်ဆိုတော့မဟုတ်တော့ဘူးလေသဘောတူပါသလားဥပမာသူတို့ရဲ့ကြက်ဖို့လွတ်တော်အမတ်ကိုတရုတ်ကသေတံပေးတာကိုကျွန်တော်တို့ကစိတ်ဆိုးတယ်ဘာလို့ကျွန်တော်တို့နိုင်ငံသားကိုတရုတ်ကသေတံပေးစရာအကြောင်းမှမရှိတာဟုတ်တော့မလားအဲ့တော့ကျွန်တော်တို့ကစိတ်ဆိုးဒါပေမဲ့သူတို့အုပ်စုကအဲ့ဒါကိုသူတို့မြန်မာနိုင်ငံသားသူတို့ကြက်ဖို့အမတ်ကြီးကိုမြန်မာနိုင်ငံလွတ်တော်ကိုစေသေတံပေးတာကိုသူတို့အုပ်စုကတယောက်မှစိတ်ဆိုးတာတွေကန့်ကွက်တာတွေပြောတယ်မကြားဘူးမထူးဆန်းနေဘူးလားဗျာကျွန်တော်တို့ကစိတ်ဆိုးတယ် right or not အခုလည်းဒီတိုင်းပဲလေမင်းအောင်လိုင်းကိုသူတို့ကျွန်တော်တို့တစ်ဖက်သက်နေဗျာဘလို့နိုင်ဗျာအနိုင်ယူသွားတယ်ပေါ့ဗျာညစ်ပက်ဒါပေမဲ့သူတို့နိုင်တဲ့အတွက်သူတို့သမ္မတလို့ကျွန်တော်တို့ကဝန်တာတယ်ဗျာမကြိုက်တယ်လေမတတ်နိုင်ဘူးလေအဲ့ဒါကိုသူ့ကိုသမ္မတလုပ်ခွင့်မပေးဘူးတရော့သဘောမတူလို့မလုပ်ရဘူးဆိုရင်ကျွန်တော်တို့ကစိတ်ဆိုးတယ်သူတို့လက်မခံနိုင်ဘူးဒါပေမဲ့သူတို့ဘက်ကလူတွေဘာလို့စိတ်မဆိုးကြတာလဲဘာကြောင့်ထုတ်မပြောရဲကြတာလဲဟာမတရုတ်လူဘာဝါလို့မရဘူးဒါငါတို့နိုင်ငံဘာလို့စက်ဖို့ထောက်ခံတဲ့လူတွေကတော့မင်းအောင်လိုင်းထောက်ခံတဲ့အုပ်စုတွေမပြောကြတာလေကျွန်တော်တို့ချင်းချင်းပြဿနာတက်တာနောက်ကိစ္စလေးဒါပေမဲ့တိုင်းပြည်နဲ့ချီရင်တော့ကိုယ်တိုင်းပြည်ကိုတရုတ်နိုင်ငံကလာချဲလင်းတာကိုကျွန်တော်တို့ပြောရမှာပဲလေကျွန်တော်တို့လည်းပြောမယ်သူတို့လည်းပြောရမှာဘာလို့သူတို့မပြောကြတာလဲအဲကျွန်တော်ရဲ့မိကုံအဲ့ဒီမိကုံသဘောတူပါသလား yes or noဟုတ်လေတိုင်းနိုင်ငံနဲ့ချီရင်သူ့ကိုမင်းအောင်လိုင်းကိုသမ္မတမလုပ်တရုတ်ကမလုပ်ခိုင်းတဲ့ကိစ္စကျွန်တော်တို့စိတ်ဆိုးတယ်။ဘာကြောင့်ဒါကျွန်တော်တို့နိုင်ငံတရုတ်ဝင်ဆွတ်စရာအကြောင်းမရှိဘူးလေ။သူတို့ကြတော့ဘာလို့စိတ်မဆိုးတာလဲ။အဲ့ဒါကိုကျွန်တော်မေးခွန်းဥပမာဗျာကိုအိမ်မှာကိုညီကိုချင်းရန်ဖြစ်ကြတယ်ထိုးကြကြတယ်ပေါ့ဟုတ်ချင်းကလာစေအားလာမလုပ်နဲ့လေ။ကိုချင်းချင်းကကိုချင်းရဲ့ကိစ္စအဲ့တဘောပဲလေ။ဒီချာလက်စဉ်းစားကြပါဦး။ဘာကြောင့်သူတို့ကိုထောက်ခံတဲ့လူတွေဗိုလ်ချုပ်တွေကြက်ဖို့ကလူတွေသူတို့စီးပွားရေးခရိုနီတွေစိတ်မဆိုးကြတာလေ။အားလုံးကတရုတ်ရဲ့စပိုင်ဖြစ်နေကြလို့လား။တရုတ်ထောက်လိုင်းကြီးဖြစ်ကုန်ပြီလား။
မြန်မာနိုင်ငံဟာ independent မရှိတော့ဘူးလွတ်လပ်ရေးဆုံးရှုံးနေပြီအဲ့တော့6800စားတွေကျွန်တော်လာပြောမယ်လူဘာကြောင့်တရုတ်ကိုပြန်ဝိုင်းမဆဲကြတာလဲလို့ဘာလို့တရုတ်ကိုဝိုင်းမကန့်ကွက်ကြတာလဲလို့ဘာလို့လူကြီးမင်းတို့ရဲ့မင်းအွန်လိုင်းကိုသမဏလုပ်ကြသူကမတားနေတယ်လို့ပြောနေတယ်လीကျွန်တော်တို့ကတော့လူကြီးမင်းတို့နိုင်တယ်ဗျာလူကြီးမင်းတို့ညစ်ပတ်တယ်လောက်တာကျွန်တော်တို့ကဘာမှအပြစ်မပြောလို့ဘူးမကြိုက်တာတော့မကြိုက်ဘူးပေါ့ဗျာဒါပေမဲ့တရုတ်ကပေးမလို့လို့မလုပ်ရဘူးဆိုတော့လူကြီးမင်းတို့အပြစ်ပြောရမှာလေဘာလို့အဲ့လူကြီးမင်းတို့ခေါင်းဆောင်လူကြီးမင်းတို့အားပေးရတဲ့မင်းအွန်လိုင်းကိုတရုတ်ကသမဏပေးမလို့တာကိုလူကြီးမင်းတို့စိတ်မဆိုးကြတာလေလို့ဘာကြောင့်မကန့်ကွက်ကြတာလဲလို့အဲ့ဒါကျွန်တော်ရဲ့မေးခွန်းပါ6800စားများဖြည့်ပေးပါထောက်လန်းရေးများဖြည့်ပေးပါသဘောတူပါလား6800စားများသဘောတူပါလားလူကြီးမင်းတို့ဘက်ကလူကြီးမင်းတို့ခေါင်းဆောင်မင်းအောင်လိုင်ကိုသမရဖြစ်စေခြင်းလို့လူကြီးမင်းတို့ထောက်ခံခဲ့ကြတာကျွန်တော်တို့ကိုတိုက်ခိုက်ခဲ့တာအခုလူကြီးမင်းတို့ညစ်ပတ်တဲ့နီးနဲ့အနိုင်ရသွားပြီပဲထားပါတော့လူကြီးမင်းတို့လွတ်တော်ခေါ်ပြီမင်းအောင်လိုင်သမရတင်ကြလေကျွန်တော်တို့ဘာမှပြောစရာမရှိဘူးဘာကြောင့်တရုတ်ကမင်းအောင်လိုင်သမရမလုပ်ရဘူးမျိုးစောလုပ်ရမယ်ပြောတာကိုလူကြီးမင်းတို့စိတ်မဆိုးကြတာလေလို့6800ဇာများဖြည့်ပေးကြပါကျွန်တော်တို့ကစိတ်ဆိုးတယ်ကျွန်တော်တို့ A group တွေစိတ်ဆိုးတယ်ကျွန်တော်ကတော့စိတ်ဆိုးတယ်ဘာလို့လဲကျွန်တော်နိုင်ငံမှာဘာမှတရုတ်လာဆရာလုပ်ကြမလို့ဘူးလေသဘောတူပါလားသဘောတူပါလားအင်ဂျယ်တွေမလုပ်ကြနဲ့လေဗျာအင်ဂျယ်တွေမလုပ်ကြနဲ့လေ6800စားများထောက်လန်းရေးများလူကြီးမျိုးတို့စိတ်မစိုးဘူးလားလူကြီးမျိုးတို့ခေါင်းဆောင်လူကြီးမျိုးတို့တက်ချုပ်ကြီးကိုသမရမလုပ်ရဘူးမြန်မာနိုင်ငံလူကြီးမျိုးတို့ရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေရခွင့်ပြုတယ်လူကြီးမျိုးတို့အလိမ်ညာရွေးကောက်ပွဲကြီးကလည်းအနိုင်ပြထားတယ်လူကြီးမျိုးတို့လွတ်တော်ခေါ်မယ်သူကလည်းအခုလက်ရှိယာယီသမရလည်းဖြစ်တယ်ဝန်ကြီးချုပ်ဖြစ်တယ်ကာကွယ်ဦးစီးချုပ်လည်းဖြစ်တယ်သူသမရလှုပ်ရှင်လို့သူဒီဥစ္စာအာဏာသိမ်းနေဗျာအဲ့ဒါကိုသူသမရမလုပ်ရဘူးလို့တရုတ်ကကန့်ကွက်တာလူကြီးမျိုးတို့ခေါင်းဆောင်ကိုတရုတ်ကအခုလိုရဲရဲဆက်ဆက်လုပ်နေတာကိုလူကြီးမျိုးတို့စိတ်မနာဘူးလားဘာကြောင့်တရုတ်ကိုမကန့်ကွက်ကြတာလဲလူကြီးမင်းတို့အစာကျွန်တော်တို့ကဥစိတ်ဆိုးနေတာတရုတ်ကိုကျွန်တော်တို့ကကန့်ကွက်နေတာသဘောမတူဘူးလို့ပြောနေတာသဘောတူပါလားပြောချင်တာကကျွန်တော်တို့နိုင်ငံမှာမင်းအောင်လဲလို့နယ်လို့မင်းအောင်လို့အုပ်ချုပ်မယ်ကျွန်တော်တို့နယ်လို့ကျွန်တော်တို့ NUG အုပ်ချုပ်မယ်ဥပမာကချင်အုပ်ချုပ်မယ်ဒါကျွန်တော်တို့အလုပ်ဗျာတရုတ်နဲ့ဘာမှမဆိုင်ဘူးလေဟုတ်ဘူးလားအဲ့တော့ဒီစစ်ဗိုလ်ချုပ်ကမအုပ်ချုပ်ရဘူးဟိုစစ်ဗိုလ်ချုပ်ကမအုပ်ချုပ်ရဘူးဒီချက်ဖို့အမတ်ကငါတို့နိုင်ငံကသေတံပေးတယ်တရားရုံးတင်တယ်ဆိုတာဘာလို့လူကြီးမင်းတို့မကန့်ကွက်တာလဲမြန်မာနိုင်ငံသားဗျာလူကြီးမင်းတို့ရဲ့ချက်ဖို့လွတ်တော်ကိုယ်စားလှယ်ဗျာအဲ့ဒီလွတ်တော်ကိုယ်စားလှယ်ကိုတရုတ်တရားရုံးကသိပါလေဒါကြောင့်အဓိကဒီနေ့ပေးခြင်းတဲ့ message ကဥရောပခေါင်းဆောင်ကြီးပြောတယ် independent 6ချက်လောက်ရှိတယ်အဲ့ဒီ6ချက်အားလုံးမြန်မာနိုင်ငံမှာလွတ်လပ်နေပြီလားမြန်မာနိုင်ငံကအစားတော့လွတ်လပ်ပြီလားအမိခိုကင်းပြီလားစွမ်းအင်ရင်းနှံလောင်စာစီအမိခိုကင်းပြီလားစီးပွားရေးအမိခိုကင်းပြီလားစစ်ရေးအမိခိုကင်းပြီလားလုံခြုံရေးတိုင်းပြည်လုံခြုံရေးလေကြောင်းရန်အမိခိုကင်းပြီလားအာကာသဤပညာအမိကိုကင်းပြီလားဂျိုးထုဤပညာအမိကိုကင်းပြီလားဒုံးကြီးတွေအမိကိုကင်းပြီလား AI ဤပညာအမိကိုကင်းပြီလား social media network ကြီးအမိကိုကင်းပြီလား data တွေနော် data တွေအခုပြောနေတဲ့တိုးတက်လာတဲ့ data တွေအမိကိုကင်းပြီလားသတင်းအချက်လက်အမိကိုကင်းပြီလားဒါတွေအားလုံးဒီတိုင်းပြည်ကိုအနိုင်လူမတရားလုပ်ထားတဲ့မင်းအောင်လှိုင်တို့အုပ်စုဖြေဖို့လိုပါတယ်အဲ့တော့ဒါ
ဒါဟာကျွန်တော်တို့ညီကိုများအားလုံးလဲဝိုင်းဝန်းစဉ်းစားပြီးအဖြေရှာကြပါလို့ပြောကြရင်ညီကုံချုပ်ပါတယ်မိကုံများရှိရင်ဖြေပေးပါဦးမယ်မိကုံများရှိခဏဖြေပေးပါမယ်ကျွန်တော်လုပ်တဲ့ပြန်သွားပါမယ်အဲ့တော့မနေ့ကဒါဥရောပခေါင်းဆောင်ကြီးပြောသွားတဲ့ independent ပေါ့နော်သူအဓိပ္ပာယ်ဖွင့်ဆိုသွားတဲ့ independent ကိုဒါမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်ပြီးတော့စဉ်းစားဖော်ပြလိုက်ရပါတယ်အဲ့တော့ဒီကိုများရှိရင်ဖြေပေးပါမယ်ကျွန်တော်တို့ဒီ6800ညီကိုများခင်ဗျာကျွန်တော်တို့ကအချင်းချင်းပါဒါပေမဲ့တတိယအုပ်စုဖြစ်တဲ့တရုတ်ကလူပါလာဝရင်တော့မခံပါနဲ့လို့ဒါကိုညီကိုချင်းချင်းအုပ်စုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားချင်းချင်းအကောင်းဆုံးအကြံဉာဏ်ပေးပါတယ်နော်အကောင်းဆုံးအကြံဉာဏ်ပေးပါတယ်ကျွန်တော်တို့အချင်းချင်းဖြစ်တာကတတ်ပါဒါပေမဲ့တတိယအုပ်စုဖြစ်တဲ့တရုတ်နိုင်ငံကလူပါလာဝတာကိုမခံကြပါနဲ့လို့ Yes or no Yes or no မေးခွန်းမေးရခြင်းအကြောင်းရင်းကတချို့တွေက comment ရေးရတာစိတ်မရှိပါတို့မဟုတ်ရင်လည်းခက်ခဲရှိမှာဆိုလို့အလွယ်ကူဆုံးနေနဲ့ Yes or no လေးဆိုတာရေးရလွယ်ကူလို့ဒီမေးခွန်းတွေအများဆုံးမေးတာပါကျွန်တော်ရဲ့ live တွေကဆွေးနွေးတဲ့ပုံစံနဲ့သွားနေတာဖြစ်တာဒီဘူဒ္ဓ sharing knowledge sharing လုပ်နေတာဖြစ်တဲ့အတွက် Yes or no မေးခွန်းတွေကတောက်လျှောက်မေးနေအောင်ပါကျေးဇူးအများကြီးတင်ပါတယ်ကမ္ဘာမှာဖြစ်နေတဲ့အချက်လက်တစ်ခုနဲ့မြန်မာနိုင်ငံလဲဥရောပနိုင်ငံပဲလေကြောင့်နှိုင်းရှင်ပေါ်ပြလိုက်တာအဲ့တော့မြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးသွားပြီလားဆုံးရှုံးနေပြီလားဆိုတဲ့မေးခွန်းပါအဲ့ဆိုအားလုံးမင်္ဂလာပါနော်